ကောင်မလေးကတော့တိုင်းပြည်ကမထွက်ခွာခင်မှာသူ့ချစ်သူကောင်လေးနဲ့အတူရှိခဲ့တဲ့ဓာတ်ပုံတွေအမှတ်တရတွေကိုတစ်ခုမချမ်းတစ်ခုချင်းစီမီးရှို့ပစ်လိုက်တယ်ဗျပြီးတော့သူ့ဖုန်းလေးကကောင်လေးရဲ့ဖုန်းနံပါတ်ကိုဖျက်ချက်ရှင်းမဲ့နိုင်ငံခြားကိုလေရင်စီးပြီးထွက်ခွာသွားတော့တာပေါ့လွန်ခဲ့တဲ့အချိန်တုန်းကသူတို့နှစ်ယောက်ဟာလူတိုင်းရဲ့မျက်လုံးထဲမှာတော့ပြီးပြည့်စုံတဲ့ချစ်သူဆောင်တွဲလေးထည့်ခဲ့တာပါသူတို့ရဲ့အချစ်အကြောင်းကိုလူတွေကဥပမာပြီးတောင်ပြောဆိုကြရတဲ့အထိပါပဲနိုင်ငံခြားမှာလက်ထပ်ဖို့အထီတောင်စီစဉ်ထားခဲ့ကြတာပါဒါပေမဲ့အားလုံးကလွန်ခဲ့တဲ့ကလာခွဲလောက်ကမိုးရွာတဲ့ကောင်မလေးကသူ့ကောင်လေးကိုထီးသွားပေးတဲ့အချိန်ပါပဲအစိမ့်စိတ်အမွာပြိုလဲဖြက်စီးသွားခဲ့ရတာပါပဲတကားဖွင့်လိုက်တဲ့အချိန်မှာကောင်လေးနဲ့သူ့တငယ်ချင်းတွေပြောနေတဲ့စကားဝိုင်းအားလုံးကိုသူမကြားဖြတ်ကြားခဲ့ရတာပေါ့သူမအသေးအတန်ထစ်ခဲ့ရတဲ့ဒီကောင်လေးကသူမကိုပြက်လုံးတစ်ခုဟာသားတစ်ခုလိုပဲမြင်နေတာကိုကြားလိုက်ရတဲ့အခါမှာတော့တော်တော်လေးကိုတုံ့လုံသွားခဲ့ရတာပေါ့သူကတကယ်တမ်းကျတော့တခြားတစ်ယောက်ကိုချစ်နေတာတဲ့သူ့ရဲ့ moonlight လို့ခေါ်တဲ့မိန်းကလေးကိုပေါ့ဒီအမှန်တရားကိုကြားလိုက်ရတဲ့အခါမှာကောင်မလေးရဲ့နှလုံးသားကလုံးဝကိုကြေးမွဲသွားခဲ့ပြီးမိုးရွာထဲမှာမတတ်နိုင်ပဲငိုကြွေးနေခဲ့တော့တာပေါ့ဒါပေမဲ့သူမကကိုကတိတစ်ခုပေးလိုက်တယ်ဒီကောင်လေးကိုတော့ငါချင်းသေးပြန်ပေးဆက်စေရမယ်တဲ့နောက်နေ့မနက်စာစားဖို့အတွက်အောက်ထပ်ခုဆင်းလာတဲ့အခါမှာတော့သူ့ကောင်လေးကတခြားမိန်းကလေးတစ်ယောက်ကိုအိမ်ထဲကိုခေါ်လာတာကိုသူမမြင်လိုက်ရတယ်အဲ့ဒါကိုသူမကမေးတဲ့အခါမှာကောင်လေးကပေါ့ပါလိမ့်မယ်ပြောတယ်ဒီမိန်းကလေးကသူ့ရဲ့ငယ်သူငယ်ချင်းပါတဲ့သူတို့မိသားစုတွေကနှစ်ယောက်ကိုလက်ထပ်စေချင်လို့အခုတော့ဟန်ဆောင်နေတာပါတဲ့ပြီးတော့ကောင်မလေးကိုစိတ်ထားကိုနည်းနည်းလေးပို့ပြီးတော့ကြဲပြန်ထားပါဦးနဲ့လေဒါကိုကြားတဲ့အခါမှာတော့ကောင်မလေးကဘာမှမပြောတော့ပဲတိတ်စိတ်လေးပဲလွှဲထွက်သွားခဲ့တော့တယ်သူမကတော့ passport လုပ်ပြီးနိုင်ငံခြားကိုထွက်သွားဖို့စောင့်ဖက်လိုက်တယ်ဗျ passport လုပ်ဖို့အိမ်ကထွက်ခွာတော့မယ့်အချိန်မှာယူတရက်မိုးရီရွာချလာခဲ့တယ်ဒီအဲ့တော့သူ့အမေကကောင်လေးကိုလိုက်ဖို့ခိုင်းတော့ကောင်မလေးကမတူမတန်းပဲသဘောတူလိုက်ရတာပေါ့ဒါပေမဲ့လမ်းမှာကောင်လေးနဲ့ပါလာတဲ့မိန်းကလေးကပြစ်ဆက်ဆက်ခင်းတော့တာပဲသူမကကောင်မလေးကိုစကားတစ်ခွန်းနဲ့ငါကောင်လေးကိုငါစီကိုပြန်ရောက်အောင်လုပ်ပြမယ်ဆိုပြီးတော့ဆွတ်လိုက်တယ်ပြီးတော့သက်တည်ပြဖို့အတွက်ခွေးလေးဖျားနေတယ်ဆိုပြီးဖုန်းအတုခေါ်ကကောင်လေးကိုအိမ်ပြန်ပို့ခိုင်းတာပေါ့ကောင်လေးကလည်းတွန်းစုံမနေပဲကားကိုချက်ချင်းရက်လိုက်ပြီးမိုးတွေတဲမဲရွာနေတဲ့အပြင်မှာကောင်မလေးကိုတယောက်ထဲထားခဲ့ကအဲ့ဒီမိန်းကလေးနဲ့အတူတူမောင်းထွက်သွားတော့တာပဲကောင်မလေးကမိုးရွာထဲမှာဆက်ပြီးတော့ရွှေနေပြီမဲ့ကောင်လေးကတော့တစ်ချက်တောင်လွယ်မကြည့်ခဲ့ဘူးဒါကြောင့်ကောင်မလေးကလည်းလက်မလျှော့ခဲ့ပဲမိုးရွာထဲမှာရွှေစိုးနေတဲ့ကြားကနေပီဇာစင်တာကိုရောက်အောင်သွားခဲ့တယ်ဘာလို့လဲဆိုတော့အခုချိန်မှာသူမမှာပန်းတန်တစ်ခုပဲရှိတော့တယ်ဒီနာချင်းရတဲ့နေရာကနေထာဝရအထွက်ခွာသွားဖို့လေအင်ပြန်ရောက်တဲ့အခါမှာတော့သူ့အမေနဲ့ပထွေးကအားလာရအပန်းခေခရီခွတ်တော့မယ်ဆိုတာကိုသူမထိလိုက်ရတယ်ဒါပေမဲ့သူတို့ထွက်သွားပြီးမကြခင်မှာပဲသူ့အတော်စီကနေဖုန်းဝင်လာပြီးဖာခင်ရဲ့ကူးဖြူကြတော့မယ်ဆိုတာကိုပြောပြတယ်ဒါကိုကြားတဲ့အခါမှာသူမကချက်ချင်းပဲတင်ချိုင်းကိုထွက်သွားခဲ့ပေမဲ့ကောင်လေးကအဲ့ဒီကိုရောက်လာတယ်ကောင်လေးကအားလုံးကိုကြားထားတာတယ်ဒါကြောင့်သူလဲကောင်မလေးနဲ့အတူတူလိုက်သွားခဲ့တာပေါ့ဒါပေမဲ့လမ်းမှာတငယ်ချင်းဆိုတဲ့မိန်းကလေးကိုလည်းထပ်ခေါ်လာခဲ့သေးတယ်လေဒါကိုမြင်တဲ့အခါမှာတော့ကောင်မလေးတဲ့ဒေါသကပိုးပြီးတိုးလာခဲ့တော့တာပေါ့တင်ချိုင်းမှာအကောင်မလေးကသူ့ဖာခင်ရဲ့အယိုးပြားတွေကိုရွှေ့ပြောင်းနေတော့ကောင်လေးကဖုန်းဖြို့ဖို့အတွက်ထွက်သွားခဲ့တယ်ဒီချင်းကိုအခွင့်ကောင်းယူပြီးကောက်ချစ်တဲ့သူငယ်ချင်းကကောင်မလေးနဲ့ထပ်ပြီးရမ်းရှာတော့တာပဲသူမကကောင်လေးနဲ့ချင်းထားကအခုသူမကြောင့်အားလုံးပျက်စီးသွားပြီလို့ပြောတယ်ပြီးတော့ဒေါသတကြီးနဲ့ကောင်မလေးရဲ့လက်ထဲကအယိုးပြားအိုးကိုစောင့်ဆွဲယူပြီးမြေကြီးပေါ်ကိုပစ်ချလိုက်တယ်ဒါကိုမြင်တဲ့အခါကောင်မလေးကငိုကြွေးခဲ့ရပေမဲ့ဟိုမင်းကလေးကတော့ရေမိုးပြီးပြောတယ်အမိုက်ထက်ပဲလေးကားဆောင်သွားတာပိုကောင်းတယ်မြေကြီးကိုညှက်ပတ်အောင်မလုပ်နဲ့တဲ့ဒီစကားကိုကြားတဲ့အခါကောင်မလေးရဲ့သွေးတွေကစူးပွက်သွားခဲ့ပြီးမျက်နှာကိုတန်းပြီးတော့ရိုက်ချလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကောင်လေးရဲ့ဖုန်းပြောတာလည်းပြီးသွားတော့အဲ့ဒီမိန်းကလေးကသူမကိုကောင်မလေးကတွန်းလိုက်တယ်ဆိုပြီးဟန်းဆောင်တော့တာပဲပြီးတော့လဲကျသွားတယ်ဒါကိုမြင်တဲ့အခါကောင်လေးကချက်ချင်းပဲသူမစီပေးသွားပြီးကောင်မလေးကိုအောင်းငေါတော့တာပဲလုံးဝကိုကြေမွဲသွားခဲ့တဲ့ကောင်မလေးကဘာမှပြန်မငင်းခုန်တော့ဘူးမင်းတို့နှစ်ယောက်လုံးအခုပဲပြန်တော့ငါ့ကိုတယောက်ထဲထားခဲ့ပြီးတယ်ဒါနဲ့ကောင်လေးကလည်းသူ့တငယ်ချင်းနဲ့အတူပြန်ထွက်သွားခဲ့ပြီးကောင်မလေးကတော့နားချင်းကြေခွဲစွာနဲ့တိတ်ဆိတ်စွာထိုင်နေခဲ့တော့တာပေါ့အိမ်ရောက်တဲ့အခါသူမကအရာအားလုံးကိုမီးရှို့ပေးခဲ့တယ်သူ့ကိုအမှတ်ရစေတဲ့စားတွေလက်ဆောင်တွေဓာတ်ပုံတွေအားလုံးကိုပေါ့ပြီးတော့သူမပစ္စည်းတွေကိုထုတ်ဖို့စားတစ်ဆောင်ချန်ခဲ့ပြီးကောင်လေးရဲ့ဘဝတွေကနေထာဝရပျောက်ကွယ်သွားခဲ့တော့တယ်ဗျနောက်ပါဒီဆက်ဖြစ်မလဲဆိုတာသိရအောင်ဒီဗီဒီယိုလေးကို like လုပ်ခဲ့ပါဦးနော်